ဒီအသီးကကြည့်လိုက်ရင်လူတယောက်ရဲ့နောက်ကျောပုံစံနဲ့တပုံစံနဲ့ပါပဲဘယ်သူမဆိုဒီအသီးတစ်လုံးစားရင်လေတစ်ခါထွက်ပြီးသုံးလုံးဆက်တိုက်စားရင်လေသုံးခါထွက်တာပေါ့ဒါပေမဲ့ဝက်ဝံကြီးကတော့အားမလို့အားမရနဲ့ဒီလေထွက်သည်အလုံး90ကိုတပြိုင်နက်တည်းစားပွဲတင်လိုက်ပါတော့တယ်လူရိုင်းလေးနဲ့မြောက်ကလေးတို့ကပြေးထားကြပေမဲ့နောက်ကျသွားခဲ့ပါပြီဝက်ဝံကြီးရဲ့ပြင်းထန်လာတဲ့လေလေတန်ကြောင့်သူတို့ရက်နေတဲ့ကြောက်ဆောင်ကြီးတစ်ခုလုံးအစိတ်စိတ်မွာမွာကွဲထွက်သွားပြီး၃ယောက်သားအောက်ကိုပြုတ်ကျသွားကြတယ်အောက်ကနှဆိုင်လာတဲ့6ကဘာကြီးကိုမြင်လိုက်ရတော့လူရိုင်းလေးမှာထိတ်လန့်တကြားဖြစ်နေပေမဲ့ဝက်ဝံကြီးကတော့တစ်ဖက်မှာအေးလူလူအိပ်ပျော်နေလေရဲ့အဲ့ဒီအချိန်မှာမြောက်ကလေးကအကြံတစ်ခုရသွားပါတယ်လူရိုင်းလေးကလည်းအဲ့ဒီအကြံကိုသဘောကျသွားတာပေါ့ဝက်ဝံကြီးနိုးလာတဲ့ခါမှာတော့သူ့ကိုယ်သူတစ်သားတိုင်တစ်ခုမှာအပီပြင်းချီနှောင်ခံထားရတာကိုတွေ့လိုက်ရတယ်လူရိုင်းလေးရဲ့လက်ထဲမှာလေထွက်သည့်အလုံး900တောင်ရှိနေတာကိုမြင်တော့ဝက်ဝံကြီးမှာကြောက်လန့်ပြီးပါဆက်ကိုပိတ်ထားလိုက်တယ်ဒါပေမဲ့မြောက်ကလေးကသူ့ဘိုက်ကိုဆွဲလိုက်တဲ့အခါနာကျင်လုံးလို့ပါဆက်ဖွင့်လိုက်တဲ့အချိန်မှာပဲလူရိုင်းလေးကအသီးတွေအကုန်လုံးကိုပါဆက်ထဲအတင်းထိုးထည့်လိုက်ပါတော့တယ်သူတို့နှစ်ယောက်လည်းထိုင်ခုံကားပတ်တွေကိုအမြန်ပတ်လိုက်ကြတာပေါ့ဝက်ဝံကြီးရဲ့ဗိုက်ထဲကနေတကုတ်ကုတ်နဲ့အတန်တွေမြည်လာပြီးရုတ်တရက်ဆိုသလိုအတန်ကျဲကြီးနဲ့အတူသူ့နောက်ကနေလေတွေဝုန်းခန်းနဲ့ပန်းထွက်လာပါတော့တယ်သူဟာဒုံးပြန်တစင်းလိုမျိုးတိမ်တိုက်တွေပေါ်အထိအချိန်နဲ့ပြန်တက်သွားခဲ့တာကဘာပြင်ပကိုတောင်ရောက်တော့မဲ့အခြေအနေပါအဲ့ဒီအချိန်မှာလူရိုင်းလေးကမြောက်ကလေးရဲ့ငှက်ပြောသီးကိုလန့်ယူပြီးဝက်ဝံကြီးရဲ့နောက်မှာအပေါက်ပိတ်တယ်လို့မျိုးသွားဆိုင်လိုက်ပါတယ်အဲ့ဒီတော့မှဒုံးပြန်ခီးစဉ်ရက်သွားပြီး၃ယောက်သားအောက်ကိုပြန်ပြုတ်ကျလာပါတော့တယ်လူရိုင်းလေးကပြပြတလဲနဲ့ငှက်ပြောသီးကိုဟိုဘက်ဒီဘက်လှည့်လိုက်တဲ့အခါလေတွေကဖြည်းဖြည်းချင်းပဲထွက်လာတော့တာကြောင့်သူတို့ရဲ့အချိန်ကလျော့သွားခဲ့တယ်ဒီလိုနဲ့၃ယောက်သားကျုံးငယ်လေးတစ်ကျုံးပေါ်ကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ကြပါတယ်ဘေးကင်းရာရောက်မှလူရိုင်းလေးကမြောက်ကလေးကိုငှက်ပြောသီးပြန်ပေးလိုက်ပေမဲ့ရင်ကောင်းဝေးဝိုင်းနေတာကိုမြင်တော့မြောက်ကလေးကလွတ်ပစ်လိုက်တာပေါ့ပင်ပန်းနှွမ်းနေနေတဲ့ဝက်ဝံကြီးကတော့ဘာမှနားမလဲပဲအဲ့ဒီငှက်ပြောသီးကိုကောက်စားလိုက်ရာကနေအရန်ရတာရှိတာကိုတီးသွားပြီးအန်တနေပါတော့တယ်